PUBG 4.3 update မှာကျွန်တော်တို့165 FV လောက်ပြပါလို့ပြောနေ brother တွေပေါ့နော်ကျွန်တော်အခုလုံနီးလေးကိုတစ်ချက်လာပြီးမြောက်ပေးတာပဲဖြစ်ပါတယ်ဗျဒီကောင်ကတော့အခုကျွန်တော်ဒီ super smooth နဲ့ smooth မှာဆိုတော့165 FV ရဲ့အပြည့်ရတယ်ဗျပြီးတော့ကျွန်တော်ဒီ80နဲ့ 80 မှာဆိုတော့90 FV ရဲ့အထိအလောက်လုပ်တယ်ပေါ့နော်အဲဆိုကျွန်တော်အခုဗီဒီယိုလေးကိုတစ်ချက်စလိုက်မယ်ဗျဒီဆုံးကျွန်တော်ထုံးစံတိုင်းရှိစုပြီးအထောက်တစ်ချက်ဝင်လိုက်ပြီဗျဝင်ပြီးတော့ကျွန်တော် pairing ဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်နော်ပြီးသွားရင်ကျွန်တော်အောက်က diploma option ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဗျဒီနေရာမှာကျွန်တော်ဒီ USB debugging security setting ဆိုတော့ကျွန်တော် on ပေးထားရမယ်ဗျပြီးသွားရင်တော့ကျွန်တော်ဒီ wireless debugging ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးပါနော်နှိပ်ပြီးသွားရင်ကျွန်တော်ဒီအခုပြထားတဲ့ကုတ်6လုံးကြားတဲ့ຢာလေးကိုနှိပ်ပြီးဗျပြီးရင်ကျွန်တော်ပေါ်ဘာလေးကိုဆွဲလိုက်မယ်ဆိုရင်ကျွန်တော်ဒီကုတ်6လုံးဒီနေရာမှာတိကျထည့်ပေးရမှာပေါ့နော်ပြီးသွားရင်တော့ကျွန်တော်ဘေးနားမြားလေးကိုတစ်ချက်နှိပ်လိုက်ဗျအခုလိုမျိုး pairing ဆက်ဖို့ဖြစ်သွားရဆိုတော့ဒါရပြီပေါ့နော်အဲဆိုပြီးသွားရင်တော့ကျွန်တော်ဒီ ချီစုခုအထောက်ကျွန်တော်တစ်ချက်ပြန်ဝင်လိုက်မယ်ဗျပြီးသွားရင်ကျွန်တော်ဒီ setter ဆိုတော့လို့ရှင်းနေလိုက်မယ်ဗျဒီနေရာမှာ brother ကုတ်ထည့်တာမှန်တယ်ဆိုရင်တော့ဒီကောင်မကြောက်ဘူးပေါ့နော်ပြီးသွားပြီအခုလိုချီစု case run ဖြစ်သွားပြီဆိုတော့ရပြီဗျပြီးရင်ကျွန်တော်အောက်က authorize ဆိုတာလေးကိုနှိပ်ပြီးတော့ကျွန်တော်ထည့်မဲ့ app ကိုဖွင့်ပေးရမယ်ပေါ့နော်ဖွင့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်အခုလုံးမဲ့ app ကိုကျွန်တော်တစ်ချက်ဝင်လိုက်မယ်ဗျဝင်ပြီးသွားရင်ကျွန်တော်အခုပြထားတဲ့ဟာလေးကိုတစ်ချက်နှိပ်ပြီးပါနော်ပြီးရင်ကျွန်တော်ဒီဘက်က advance ဆိုတာလေးတစ်ချက်နှိပ်လိုက်ပြပြီးရင်ဒီ super smooth ဆိုတာလေးမှာကျွန်တော်လိုချင်တဲ့ FV ရပါတော့165ထိလောက်မှမလို့165ထိတင်လိုက်တယ်ပေါ့နော်ပြီးသွားရင်ကျွန်တော်အောက်မှာကျွန်တော်ဒီ brightness ကကျတော့ကျွန်တော်ဒီ gain ထဲမှာဖုန်းအလင်းအောင်ပေါ့နော်ဖုန်းလင်းအောင် gain ထဲမှာဆိုတော့ကျွန်တော်150ထိပဲရပါတော့ဒီမှာ200ထိတင်လို့ရပါပေါ့ပြီးရင်ကျွန်တော်အောက်ကအခုပြထားတဲ့နှစ်ခုပေါ့နော်အဲ့နှစ်ခုကျွန်တော် on ပေးထားမယ်ဗျပြီးသွားရင်ကျွန်တော်ဒီ apply ဆိုတာလေးတစ်ချက်ဆွဲလိုက်မယ်ပေါ့နော်ဆွဲပြီးကျွန်တော်ဒီ global ဆိုတာလေးတစ်ချက်ရွေးလိုက်ပြရွေးပြီး apply တစ်ချက်နှိပ်လိုက်ပါတော့ဒါဆိုတော့ကြော်ညာဝင်သွားပြီပေါ့နော်ကြော်ညာလေးပြီးတော့တစ်ချက်ဆောင်ပြီးပါဗျကြော်ညာပြီးပါပြီဆိုတော့အောက်က dismiss ဆိုတာလေးနှိပ်လိုက်ပြနှိပ်ပြီးတော့ကျွန်တော်ဒီ home ပြန်သွားမယ်ပေါ့နော် home ပြန်သွားပြီးတော့ကျွန်တော်ဒီအပေါ် FV ရဲ့ unlocker ဆိုတာကိုတစ်ချက်နှိပ်ပြီးပြနှိပ်ပြီးသွားရင်ကျွန်တော်ဒီနေရာမှာကျွန်တော် global ဖြစ်တဲ့အတွက် global ကိုတစ်ချက်နှိပ်ပြီးပါနော် global ဆိုကျွန်တော် PUBG global ဆော့တာမလို့ပြောရနော်အဲဆိုအဲ့ဒါနှိပ်ပြီးကျွန်တော်ဒီ apply ဆိုတာလေးကို file ပုံစံလေးပေါ့နော်အဲ့ဒါလေးကိုနှိပ်လိုက်ပြနှိပ်ပြီးကျွန်တော်အောက်က apply ဆိုတဲ့ဟာလေးကိုကျွန်တော်တစ်ချက်ဆွဲလိုက်ပြdismiss ဆိုတာလေးတစ်ချက်နှိပ်လိုက်ပါနော်နှိပ်ပြီးပါဆိုတော့အခုဆိုရင်တော့ဒါရသွားပြီပေါ့နော်အဲဆိုကျွန်တော် gain နဲ့ကိုကျွန်တော်တစ်ချက်ဝင်ကြည့်လိုက်မယ်ဗျခေနဲ့ရောက်ပြီဆိုတော့ကျွန်တော်ဒီအပေါ်က customize ဆိုတာတစ်ချက်နှိပ်လိုက်ပါနော် graphic ဝင်ပြီးပြီးရင်ကျွန်တော်ဒီ customize ရွေးပြီးဝင်ဒီမှာ browser မြင်တဲ့အတိုင်း super smooth မှာ165 FV ရတယ်ပေါ့နော်165 FV လောက်ဖို့အတွက်လိုအပ်တဲ့ app တွေကိုတော့ကျွန်တော်အခုပြထားတဲ့ Telegram channel မှာတင်ပေးထားတယ်ဗျလုံနီးရော file တွေရောအကုန်လုံးတစုတစည်းတင်ပေးထားတယ်ဗျ browser အနေနဲ့လုံးလို့အဆင်မပြေတာရှိခင်ဒါမှမဟုတ်သိချင်တာရှိခင်ကျွန်တော် Telegram channel ကနေအချိန်မီလာရောက်မေးမြန်းလို့ရတယ်ဗျကျွန်တော်ရဲ့အခု video လေးကို like and subscribe လုပ်ခြင်းအပြင်လည်းကူညီပေးခဲ့ပါအောင်ဗျ